ဒါတော့ကျွန်တော်တို့ဟိုထိုင်ဝမ်တို့ဟောင်ကောင်တို့မှာနာမည်ကြီးရဲ့လက်ဖက်ကြက်ဥပြုတ်ဖြစ်ပါတယ်အဲအထဲမှာပါတာတော့ကျွန်တော်တို့လက်ဖက်6ပါတယ်အဲ့ဒီမှာဒါနနက်ပွင့်ပေါ့နော်နနက်ပွင့်ပါတယ်ပန်းကပြာကြီးပေါ့နော်ပန်းကပြာကြီးဒီပန်းကပြာကြီးဒီပန်းကပြာကြီးလေးပေါ့နော်ဒါလေးထည့်တယ်ထည့်ပြီးရဒီကောင်ကြက်ဥကိုထိတ်လေးကိုနည်းနည်းလေးခောက်ပြီးတော့မှဟိုအခွန်လေးအထဲကိုအရသာဝင်တော့နည်းနည်းလေးခောက်ပြီးတော့မှပြုတ်ထားတယ်ပြုတ်တဲ့အခါမှာလည်းဒီကောင်အနည်းဆုံးမီးအေးပထမတော့စူအောင်ပြုတ်ပေါ့နော်ပြီးသွားရင်မီးအေးလေးနဲ့4-5နာရီပြုတ်ကြပါတယ်အဲ့ဒါမှအရသာဝင်မှာပါဒါပြုတ်ပြီးသားဥစ္စာကိုဒါပြုတ်ပြီးသားဥစ္စာတွေပေါ့နော်ဒါတရက်လောက်4-5နာရီပြုတ်ပြီးသွားရင်သူကတရက်လောက်စိန်ထားတယ်စိန်ထားမှအရသာဝင်တာဟောပလုံးခွဲလိုက်အဲ့ဒါပြစ်ပြီးွားရင်ဒါမျိုးတွေပေါ့နော်အထက်မှာတော့အယောင်လေးတွေဘေးဥအယောင်ကပြောင်းသွားတယ်ခင်ဗျအယောင်ပြောင်းသွားရေးစားလို့ရမ်းကောင်းတယ်ဒါတစ်ဖက်ကျဲဥပြုတ်လေးပါဒါတော့နောက်တိုးထက်တယ်လားနောက်တိုးထက်တယ်လားဟိုစုကန်ကြီးပေါ့နော်စုပြီးတော့မှပေါ့ပေါ့စုပြီးတော့မှပေါ့ဆူအောင်ထားပြီးတော့မှ10နာရီလောက်ထားပြီးတော့မှမိနစ်20နာရီပဲထားပြီးတော့မှမီးအေးလေးနဲ့3-4နာရီလောက်ပေါ့နော်ထပ်ပြုတ်သွားတယ်ပြုတ်သွားတယ်အဲ့ဒါမှတော့အထက်ကိုအရသာဝင်တော့ပါခင်ဗျဒါအခုခွာနေအောင်ဗျစားဖို့တော့ခွာနေအောင်ဗျအရန်ကိုအရသာရှိပါတယ်အဓိကပါဝင်တာတော့ဘာမှလက်ပတ်စားပေါ့နော်စားလေးတော့ပါသေးရပါတော့စားလေးနည်းနည်းထည့်ရမယ်စားလေးနည်းထည့်ရမှာပေါ့နော်လက်ဖက်ကတော့အဓိကလက်ဖက်6ပါပဲရိုးဒီကျွန်တော်တို့သုံးတဲ့ရင်းနှီးချမ်းသုံးတဲ့လက်ဖက်6နဲ့နနက်ပွင့်ရေစားရင်ငပြာရည်ရေကိုအဲ့လိုမျိုးစိန်ပြီးတော့မှပြုတ်ထားတာပေါ့နော်ဒါခွာယူရတော့အတင်းစားလို့ရတဲ့အနေအထားလေးပေါ့နော်ဒီအဲ့လိုမျိုးလေးပတ်ကြားအလေးဖြစ်မှာပဲအထဲကိုအရသာဝင်တာခင်ဗျပတ်ကြားအလေးမဖြစ်ရင်ရတာဝင်ခင်ဗျကျေးဇူးပါ